နန္ဒောပဏန္ဒနဂါမင်းကြီးကိုမြတ်စွာဘုရားသည်ဘေပုံဖေနီးအောင်မြင်တော်မူတဲ့ဆိုတဲ့အကြောင်းအရာကိုအဲ့ဒါဘုန်းကြီးတို့ဒီနေ့ဘုအပတ်စဉ်ဟောနေကြတရားကိုပဲဘုန်းကြီးတို့ဒီနေ့ဟောမှာဖြစ်ပါတယ်အဲ့တော့ထိုနန္ဒောပဏန္ဒနဂါမင်းကြီးကိုအောင်တော်မူတဲ့အောင်ခြင်း7ပါးတရားမဟောကြားသေးမီမနာကြားသေးမီမှာဘုန်း၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အောင်မြင်ခဲ့ဘုံတွေကိုအာယုံပြု၍ဘုန်းကြီးတို့ဓမ္မသဘင်တရားပွဲစတင်ပြီးတော့ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အောင်ခဲ့တဲ့ဘုံတွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့အောင်တော်မူဘုံအောင်ခြင်း7ပါးဂါထာတော်ကြီးကိုရွတ်ဆိုပြီးတော့ဓမ္မသဘင်စတင်ပွင့်ကြရအောင်မာရံယကံကတံသောရံစိဉ္စမနိသသစ္စကံနာဂံပကံဇီနောဇီနိဟောတုမေဇယမင်္ဂလံဇီနောအောင်သူတကာတို့၏အထွတ်တမုတ်အုပ်ဆောင်ဘုံခေါင်ဘုံပြာရှင်တော်မြတ်ဖရာသည်မာရင်စာကိရိမေခလာစေမဟာကိုလင်သွားတစီပလင်နီဝဲလေကြီးမိုးကြီးပြဘူမင်းနဲ့မောင်ကြီးတတန်ဒါလံမကျွင်းဟုပြစ်ခခွင်လျက်အချင်းသိတ္တပလင်မြတ်မှအမြန်ထလောစိမ့်မြညိုလွင်ဘောဓိပင်နဲ့ပလင်တော်ကထင်ရှားပင်သင်္ဃမဲ့ဆိုင်ငါးသာပိုက်ဟုဆွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထက်ဝန်းရန်သောတော်ညောင်အတန်ဟိကျွေးမရင်ကျေးသည့်ယံမေတ္တေမာနမင်းကို၎င်းယခင်စားဓာမိုးလှံမိုးမိကြီးမိုးကိုရွာပြိုးသွန်ချရံမိကြသောဒေါသပြင်းထန်ငါဗိမာမအမြန်ထွက်သွားနေအသည့်တရားကင်းကွာကြံကြုံစွာသာအာလဝကသေဇထံပြင်းဘလူမင်းကို၎င်းတဇင်စာအစွဲထဲကျွန်းအရဲ့မုံလျက်ရှင်ရှင်တန်နှင့်သုံးလူမင်းကိုအတင်းအကျဝိညာဉ်ပြအောင်ထိုတန်အငါတတ်မိလာသည်တောင်ရှိနေနေသင်ပြောင်ကြီးကို၎င်းစောရင်စာတဟုန်ဒီဖြင့်ခရီးဝေကွာသုံးယူသနာကိုလေစွာပြေးစွမ်းတော်မြိုင်တန်းကလူဖန်းလက်ပြသိအောင်တတ်၍နာယကကြောမွေးမဲ့တော်ကိုမြင်တော်စိုက်စိုက်ဓာဖြင်းလိုက်၍မခိုက်တွတ်တင်ဖရာရှင်ကိုအသင်ရှောင်ဝေးဘဲကြောင့်ပြေဟုဓာရေပြာကတတ်မိလာသည်အင်္ဂုလိခေါ်သခိုးကြောကို၎င်းစိဉ္သမနိစာအလွန်ကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြံမကောင်းဉာဏ်ဖြင့်စီမံဆုံးဖြတ်ဆေလွတ်လာ၍ပရိသတ်ထဲအချက်ကွဲအောင်စွန်ဆွဲတစွာစိဉ္သမဟုသင်ညာဖော်ထုတ်မိမယုတ်ကို၎င်းသစ္စကင်စာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမမချပဲဝါရချင်းပြိုင်သူကပိုင်အောင်အနိုင်လွှမ်းမိုးအယူဆိုသည့်ဒိဋ္ဌိမျိုးမိုက်တစ္ဆကပရပိုက်ကို၎င်းနာဂင်စာဒေါသလွှမ်းမိုးမျက်စောင်းထိုးကအယိုကြည်မွပွဲပြကြသောတေဇထံပြင်းနန္ဒောပဏန္ဒအမည်ရှိတဲ့နဂါမင်းကြီးကို၎င်းသခင်စာဉာဏ်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည့်တကောအယောင်ထိန်ပြောင်ညီညီပကဗြဟ္မာကြီးကို၎င်းအာဇီနီဒိဋ္ဌိကိုချဒေါသကိုပယ်မန်သွယ်ကိုချိုးတရာဖြိုး၍ရှစ်ခိုးတုတ်ကပြပြကြအောင်ဆုံးမသွန်တင်အောင်ဝဲတော်ဆင်ခဲ့လေပြီဧတေနာသစ္စာဝိဇေနာဤသို့ဖယားရှင်ဤများဖြင့်ဘုံကုန်ကျေးဇူးကုန်ကိုယုံကြည်မယွင်းနှလုံးသွင်းလျက်အောင်ခြင်းရှစ်ချက်ဂုံတော်နဲ့ကိုနှုတ်မြတ်ဖော်ကြားဤသစ္စာစကားကြောင့်မေဖယားတပည့်တော်အားဒေတုံမကံသောတာတဣန္ဒရာစိမ့်၍ကျိန်ကျိန်ညိုနုဓမ္မယုံပလင်ဥသို့ရွှေမျိုးတရာဆက်ရောက်လာကြသည်သင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလာအဝတိတ်နှင့်အောင်နမိတ်ဝေဖြာအောင်တေဇအပေါင်းသည်ဟောတုစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်သတည်းဆိုလိုက်ပါအရှိရာမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီတာစံတို့ပုံပမာသင်ရဲ့ဆိုတာပဲခါမရှိသဗ္ဗဒုက္ခိတာ
အိစီတံလိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာအနောက်ရမျက်နာဒေသများကနေကြညာတဲ့မြတ်တတဝါကိုယ်စိတ်နှပြကြည်သာလန်းလို့တိတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာတောင်ရမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှပြကြည်သာလန်းလို့တိတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါဇေယတုတပ္ပမင်္ဂလာမြောက်အရာမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှပြကြည်သာလန်းလို့တိတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာသဗ္ဗိတိယဝိဝဇ္ဇနုသောကောတောဘဝိနာတတုမာတေဘောတွန္တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယအလုံးစုံသောဘိက္ခုဝယောဂအန္တရေဝိသမြအပေါင်းတို့သည်ဝိဝေသံသူရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယုကတက်ရတမ်းကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာဇိတမေတ္တာပတ္ထနာများပြုပြီးတော့ဓမ္မသဘင်တရားဘုကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရေရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ပေါ့သမီးတို့ထိုင်နိုင်တဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်ပြီးတော့တရားနာခွင့်ဘုန်းကြီးတို့ပြုပါတယ်တိုက်ဒီနေ့ဟောမဲ့တရားကနန္ဒောပနန္ဒနခအောင်တော်မူကံတဲ့လောကထဲမှာစီးပွားရေးပဲလှုပ်ပညာရေးပဲလှုပ်တဲ့နေရာမှာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ဒီအောင်ကြီး7ပါးဂါထာကြီးကိုရုပ်ပြီးတော့လောက်ကင်ဆောင်ရွက်ရင်အောင်နေဆိုတဲ့ဒိဋ္ဌိရှိတယ်မြတ်စွာဘုရားရဲ့အောင်ခဲ့တဲ့ပုံတွေကိုအာယုံပြုပြီးတော့မနမောလင်းလာတာနဲ့ဘုရားရဲ့အောင်တော်မူဂါထာကြီးရုပ်ပြီးတော့ဆောင်ရွက်ရင်တကုထက်မြက်တဲ့ဗုဒ္ဓရဲ့မန္တန်တွေဂါထာတွေဆိုတာဘုန်းကြီးတို့ပါဠိတော်မှာအများကြီးရှိပါတယ်အသက်အန္တရာယ်ကိုကာကွယ်ပေးတဲ့မန္တန်တွေရှိတယ်ဂါထာတွေရှိတယ်လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအောင်မြင်ဖို့လို့အောင်မြင်စေကြောင်းဂါထာကောင်းတွေရှိပါတယ်အဲ့ဒါဘုန်းကြီးတို့ဒီနေ့ခေတ်တော့တကုထက်မြက်ဓမ္မစက်ဂါထာများဆိုပြီးတော့အဲ့ဒါသာဝတ္တုထွက်တယ်အဲ့ဒီထဲမှာလည်းအောင်မြင်7ပါးဂါထာတော်ကြီးပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တတ္တမမြောက်အောင်တော်မူတဲ့နန္ဒောပနန္ဒနဂါမင်းအောင်တော်မူကံတရားကိုဘယ်ကစမတုံးဆိုရင်
ဧကံသမယံဘဂဝါသာဝတိယံဝိဟာရတိစေတဝေနေအနာထပိန္တိကတ္တအာရမေဧကံသမယံခါရမစီလုံးကဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိန္တိကတ္တအနာထပိန်ဂုံတိမ်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေးလျော်ပျော်ပွဲအကောင်းအောင်ဆောက်လုပ်ရလူရန်အပ်သောဇေတဝေနေဇေတောခေါ်ကြောင်းတိုက်တော်မှာဝိရတိယပထာလေးလီဖြင့်ပြဏိရှင်ပြောင်းဝန်တရင်သုံးငါစံပေတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့မြတ်စွာဘုရားတာဝတိပြည်တေတွန်ရွှေကျောင်းမှာတရင်သုံးနေတော့ကညဓမ္မသဘင်တရားပွဲညတိုင်းမြတ်စွာဘုရားဒီတာဝတိပြည်မှာရှိနေတဲ့အချိန်မှာညတိုင်းတရားပွဲရှိတယ်ဘုရားကိုယ်တိုင်ဟောတာအဲ့ဒီတရားပွဲကြီးကိုဘယ်သူတရားလာနာတုံးလို့ဆိုတော့ဘုရားကျောင်းတကာကြီးအနာတပိတ်တရားလာနာတယ်တရားပွဲပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်ဘုန်းတော်ကြီးတော်မူတော့မြတ်စွာဘုရားမနေ့ရှင်ကဆွမ်းဖုံးပြီးတပည့်တော်အိမ်ကိုသင်္ကန်း900နဲ့တကွာကြွပါမြတ်စွာဘုရားကိုအနာတပိတ်ဆွမ်းစားပင့်သွားတယ်အဲ့ဒီမြတ်စွာဘုရားကကောင်းပြီတကကြီးနတ်ဘင်ကဘုရားကြွခဲ့မယ်ဘုရားတတိပေးအနာတပိတ်နဲ့အိမ်ပြန်ပေါ့ဗျာမနေ့မိုးလင်းတော့မြတ်စွာဘုရားကအာယုန်တက်ချိန်မှာဗုဒ္ဓတို့ရဲ့ဓမ္မရဗုဒ္ဓတို့ရဲ့ကိစ္စအနေအားဖြင့်ဒီနေ့ဘယ်တတ္တဝဝိနည်းကိုငါဘုရားဆွတ်ရမလဲဒီနေ့ဘယ်တတ္တဝကိုငါဘုရားသွားပြီးတော့တရားဟောရမတုံးလို့ဘုရားရှင်ကိုရောမြတ်သဗ္ဗညုတရွှေဉာဏ်တော်ကိုယ်ရဲ့ပြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဘယတရဲ့ဘုရားရှင်ကိုရောမြတ်ရဲ့ဉာဏ်တော်ထဲမှာနာဂရာဇာညာနာမုခေပတုရောတိနာဂရာဇာနန္ဒောပနန္ဒလို့အမိရတဲ့နဂံမင်းကြီးဒီညာနာမုခေမြတ်စွာဘုရားရှင်ကိုရောမြတ်ဉာဏ်တော်ကိုယ့်ရဲ့ထက်မှာပတုရဟောတိထင်ရှားဖြစ်ခဲ့လေပြီဘုရားဉာဏ်တော်ထဲမှာနဂါကြီးတစ်ကောင်တွေ့လိုက်ရတယ်ဘုရားအာယုံတော်ထဲမှာဂိဏုခောသောဘဝိသတိဘုရားရှင်ကိုရောမြတ်ကဆက်ပြီးတော့ဆင်ခြင်ကြည့်တယ်ဒီနဂါကြီးကိုငါသွားပြီးတော့ချွတ်တဲ့နေရာမှာကျွတ်တန်းဝင်တဲ့နေရာမှာဒီနဂါကြီးကိုငါဘယ်လိုချွတ်ရမလဲဂိဏုခောဘဝိသတိဘာတရားဟောရမလဲမြတ်စွာဘုရားကဆက်ကြည့်တယ်သူကနောက်ပြီးတော့ငါတစ်ပါးတည်းသွားဖို့လိုသလားနောက်ပါသံဃာတွေကိုခေါ်ဖို့လိုသလားဘုရားကဒါဆက်ပြီးတော့ဆင်ခြင်ပြီးတော့ကြည့်တယ်မသွားခင်ပေါ့ငါဘာတွေလုပ်သွားရမလဲလို့မြတ်စွာဘုရားဆင်ခြင်ပြီးတော့ကြည့်တဲ့အခါမှာငါတစ်ပါးတည်းသွားလို့မဖြစ်ဘူးနောက်ကသံဃာ900ပါရမယ်သံဃာဘယ်လောက်ပါအဲ့ဒါနဲ့မြတ်စွာဘုရားကမနေ့မိုးလင်းလာတဲ့အခါကျတော့ဒီနဂါးကြီးကိုတိုက်ကွက်ထင်တဲ့နေရာမှာသင်္ဃာ900ခေါ်သွားမှဖြစ်လိမ့်မယ်ဆိုပြီးတော့မနေ့မိုးလင်းတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအစီအစဉ်တကြဒီအစီအစဉ်တွေဖြစ်ဖို့လို့ကိုဘယ်သူခေါ်တော့ဆိုတော့ညီတော်အာနန္ဒာဘယ်သူခေါ်လဲအဲ့ဒါညီတော်အာနန္ဒာဖြစ်သားအာနန္ဒာလာပါဦးကွာမင်းဟောဒီဇေတုံကျောင်းတဲ့ထဲမှာရှိတဲ့နောက်ပါသင်္ဃာ900ခြံရံပြီးတော့ငါဘုရားသည်ဒေဝစာရိကဒေဝဆိုတာနတ်ပြည်ကိုပြောတာစာရိကဆိုတာသွားတာဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ခရီးငါဘုရားကြွမယ်အဲ့ဒီကအပြန်မှာအနာတပိတ်အိမ်မှာဆွမ်းစားမယ်ဘုရားကတခါတည်းအစီအစဉ်ကိုပြောလိုက်တယ်စေတအာနန္ဒာသံဃာ900စုပေးပါအဲ့ဒီသင်္ဃာ900ဒီငါဘုရားနောက်ကလိုက်ရလိမ့်မယ်ငါဘုရားနတ်ပြည်ကိုကြွမယ်နတ်ပြည်ကိုကြွမယ်ဆိုတော့ဘုရားတိုင်နတ်ပြည်ကအောက်မှာလားအထက်မှာအဲ့တော့ကောင်းကင်ခရီးနဲ့ကြွရမှာဘာနဲ့ကြွရမှာကောင်းကင်ခရီးနဲ့ကြွရမယ်ဆိုတဲ့ကတာမန်ပုဂ္ဂိုလ်တွေတာမန်ကိုယ်တော်တွေလိုက်လို့မရတော့ဘူးတကိုးကြီးတဲ့ပုဂ္ဂိုလ်တွေဇံရတဲ့ပုဂ္ဂိုလ်တွေကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်တွေဒါအာနန္ဒာကသိတယ်မြတ်စွာဘုရားဒီဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ကြီးကိုကြွတဲ့နေရာမှာတကူကြီးမြတ်တော်မူတဲ့ယဟန္တာတွေကြီးပဲ900ပဲငါထည့်ပေးလိုက်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒါညီတော်အာနန္ဒာကဘယတ္တရေဘာလျှောက်လို့တုံးလို့ဆိုတော့အဲ့ဒါဇေတွန်ကျောင်းလိုက်တော်ထဲမှာယဟန္တာတွေကြီး900လျှောက်ပြီးတော့အကြောင်းကြားတယ်ရှင်ဘုရားတို့တပိတ်သင်္ကန်းပြင်တော်မူကြပါဗျာတပိတ်သင်္ကန်းပြင်တော်မူကြပါဗျာဒိတ်ဒိတ်ကျဲမြေချိုးမိုးပြန်ဇံအဘိညာဉ်ရတော်မူတဲ့ယဟန္တာကြီး900ကိုအဲ့ဒါညီတော်အာနန္ဒာကလိုက်လံနိုးဆိုတော့ဟိုယဟန္တာကြီးတွေကလည်းသပိတ်တွေလွယ်သင်္ကန်းတွေယုံပေါ့ဗျာအဲ့ဒါတခါလည်းအစင်နဲ့တန်းစီပြီးတော့စောင့်နေယ
အဲ့ဒီတည်းမှာဘသူထိတ်ဆုံးကပါလာတော့ဆိုပိယတိုင်းအရှင်မဟာမောက္ကလံဘသူပါလာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ဝဲတော်ရန်ဖြစ်တော်မူတဲ့ရှင်မဟာမောက္ကလံမထေရသူများကထိတ်ဆုံးကတန်းစီပြီးတော့ရနေတာတုံနောက်မှာလည်းသူ့လိုတကိုးကြီးတဲ့မြေရှိုးမိုးပြန်တကိုးဆံအပိန်ရင်ရတဲ့ယဟန္တာတွေ900တန်းစီပြီးတော့အဲ့ဒါစောင့်နေတာညီတော်အနာတာတော်မှလိုက်ပါခွင့်မရဘူးတဲ့ဘာဖြစ်လို့တော့ညီတော်အာနန္ဒာကသောတာပန်ညီတော်အာနန္ဒာကပါလဲညီတော်အာနန္ဒာကသောတာပန်သူကတကိုးမရပေါင်းနေမပြန်နိုင်ဘူးအဲ့ဒါအာနန္ဒာနေခဲ့ရတယ်အဲ့ဒီခကြီးအာနန္ဒာမပါဘူးအဲ့ဒါနဲ့သင်္ဃာ900တန်းစီပြီးတော့သင်္ဃာတွေစုံလဲစုံတော့မြတ်စွာဘုရားရှင်ကိုရမြတ်သည်ကောင်းငင်ခကြီးဇေတုံကျောင်းကနေပြီးတော့ဘုရားတိုင်မြောက်ခက်ကိုထွက်သွားတာဘယ်ကိုထွက်သွားလဲအဲ့ဒါဘုရားနောက်ကသင်္ဃာ900တန်းစီတော့ကောင်းငင်ကိုငိမ့်နဲ့တခါလဲတဒန်းကြီးဘလောက်ဖို့လို့ကောင်းမလို့ဆိုတော့ကောင်းငင်မှာတခါလဲသင်္ဃာ900တန်းစီပြီးတော့အဲ့ဒါကြွသွားတာဇေတုံကျောင်းတိုင်းရဲ့မြောက်ဘက်မှာဗာရှိတုံးဆိုဘုရားတိုင်မြင်းမို့တောင်ရှိတယ်တဲ့ဗာတောင်ရှိတယ်တဲ့အဲ့ဒီမြင်းမို့တောင်ကနေပြီးတော့ဘယ်ကိုသွားမလို့ဆိုတာဝရိဏာကိုသွားမှာအဲ့တော့ဘုရားတော်ကပြောတဲ့နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံဗိမာန်ကဘယ်မှာရှိတုံးလို့ဆိုလို့ရှိရင်မြင်းမို့တောင်ကြီးကိုပတ်ပတ်လဲကာယံထားတဲ့တောင်စင်9ထပ်တဲ့မြင်းမို့တောင်ကြီးကအလဲကောင်မှာဘေးပတ်ပတ်လဲမှာမြင်းမို့တောင်ကြီးကိုဝိုင်းထားတဲ့တောင်9ထပ်ရှိတယ်တောင်ကြီး9လုံးအဲ့ဒါကိုတတ္တဗန္ဒရတောင်စင်9ထပ်လို့ခေါ်တယ်အဲ့ဒီတောင်ရည်တွေရဲ့ဈာထဲမှာဘုရားတိုင်မြစ်ကြီး9ဆင်းရှိတယ်တဲ့သီတာ9တန်နဲ့ဗါတယ်လေပြောကြည့်တောင်စဉ်9ထပ်သီတာ9တန်အဲ့ဒါဝိုင်းရံပြီးတော့ထားတာမြင့်ဖို့တောင်ကြီးကိုအဲ့ဒီသီတာ9တန်မရောက်ခင်ဒီဘက်ဘေးမှာဘုရားတိုင်နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံမိတ်မှာရှိတယ်တဲ့အဲ့တော့တလောကဘုန်းကြီးတို့စာအုပ်လေးတော့ဖတ်လိုက်ရတယ်အဲ့ဒီစာအုပ်ထဲမှာဗာရေးထားတော့ဆိုတော့ကဗ္ဗပထဝီမြေပုံပေါ်မှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့မြင်းမို့တောင်ဆိုတာရှာလို့မတွေ့ဘူးတဲ့ဘုရားကမြင်းမို့တောင်ရှိတယ်မြင်းမို့တောင်ကြီးကိုတောင်စဉ်9ထပ်ရန်ထားတယ်အဲ့ဒီတောင်ကြားထဲမှာမြစ်ကြီး9သွက်ရှင်းရှင်းပြီးတော့နေတယ်လို့ဒေသနာတော်မှာအတိအကျဟောထားတာရှိတယ်ဘုရားကိုယ်တိုင်လည်းကိုကြွသွားတယ်အဲ့ဒါကိုအဲ့ဒီစာရေးဆရာကဗာပြောတယ်ကဗ္ဗမြေပုံပေါ်မှာတဲ့မြင်းမို့တောင်ဆိုတာဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မို့လို့မြင်းမို့တောင်ရှိတယ်ဆိုတာမှားတယ်တဲ့ဒီသားဘုရားစကားကိုအမှားလုပ်တယ်အဲ့ဒါမှားတယ်ဆိုပြီးတော့ဒီလိုပြောတယ်ဘေးသားကြီးသာဝတ္တုထဲမှာအဲ့တော့ဘုန်းကြီးတို့တရားတော်မတွေလည်းကြားဖို့ပါတယ်မိဘကျေးဇူးမြင့်မို့ဦးမကြားဘူးလားမြင့်မို့တောင်ကြီးနဲ့နိုင်လာတာဘုရားဟောဒေသနာတော်တွေရှိနေတာပဲတော့ရှာမတွေ့လို့ရှိရင်မရှိဘူးလို့သူကဒီလိုလက်ခံနေကြတယ်ဒီခေတ်ကရှာမတွေ့တိုင်းမရှိဘူးဆိုလို့ရှိရင်ကြိုက်ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးတခုမေးမယ်ဒါကဘုန်းကြီးတို့ပြည်သားဘုန်းကြီးမေးဖြေလုပ်ကြည့်တာပါဘုန်းကြီးတို့တရားတော်မတွေအမေမရှိဘူးလားအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေတွေ့ဘူးလားဒါနဲ့ဘာလို့ရှိတယ်ဆိုတော့ဟောဘာလို့ရှိတယ်ပြောတာစဉ်းစားကြည့်တယ်အမေကပြောလို့ဘယ်သူကပြောလို့လဲအမေကပြောလို့ဟဲ့နင်တို့အဖွားရှိတယ်နင်တို့အဖွားရဲ့အဖွားရှိတယ်တစ်ချက်ဒီလိုသွားတာမရှိတိုင်းမတွေ့ဘူးတိုင်းကိုယ်မျက်စိနဲ့မတွေ့တိုင်းမရှိဘူးလို့ညင်းလို့ရသလားမရဘူးဘေးသားရဲ့မရဘူးအဲ့ဒါဒီနေ့ကဘာပြောလဲဟာမြင့်မို့တောင်ကြီးရှာကြည့်တယ်တဲ့ရဟန်းရင်လည်းရှာကြည့်တယ်တဲ့လေမြန်နဲ့လည်းရှာကြည့်တယ်တဲ့ကမ္ဘာမြေပုံဝင်ကြီးကိုဆွဲထားတာမြင့်မို့တောင်ဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မြင့်မို့တောင်ရှိတဲ့စကားကြီးမှားဤအဲ့ဒါသူကသူပြောတဲ့စကားပဲသူကသူမှန်ဒီနေ့ဒေသနာတော်မှာတော့မြင့်မို့တောင်မှာရှိသလားမရှိဘူးလားရှိလို့ဘုရားကြွသွားတာဟုတ်တယ်မို့လားဘေးသားမရှိဘဲနဲ့မြတ်စွာဘုရားကအချိန်ကုန်ခံပြီးပဲသွားလိုက်မလို့အဲ့တော့ခုနတုန်းကပြောတဲ့တောင်စဉ်9ထပ်တိတ9တန်ရဲ့ဒီဘက်မှာနန္ဒောပဏန္တနဂါမင်းကြီးနေတယ်တဲ့အဲ့ဒီနေ့မှာပဲဘေးတိုက်ဆိုင်ဘာဖြစ်လာတော့လို့ဆိုတော့နန္ဒောပဏန္တနဂါမင်းကြီးကတသမိန်ဒီဝသေအာပါဏဘူမိန်နန္ဒောပဏန္တတသင်္ဇယိတုတဲ့ညနေလေးကအဲ့ဒီနဂါမင်းကြီးနေတဲ့ဘုံဗိမာန်ကြီးမှာဘာတွေလုပ်နေတဲ့ဗိမာန်ကြီးကိုအလှတွေဆင်နေတယ်ပန်းနေတဲ့တခါတည်းကြာနာသဝဲကုန်တွေချသဝဲကင်းတွေခင်းပန်းတီတွေငပြောတီတွေတင်းဘာလုပ်နေကြတာတော့ဆိုရင်အဲ့ဒီမှာနန္ဒောပဏန္နနဂါမင်းကြီးစားပွဲတောက်ပွဲပါတီပွဲ
အဲ့ဒီနေ့မနေ့မှာအဲ့ဒါနဂါမင်းကြီးကပါတီပွဲကျင်းပမလို့ဆိုပြီးတော့အတီးအမုတ်အကအခုံလေးနဲ့တခါလဲစားစရာတောက်စရာတွေနဲ့အကုန်လုံးပြင်ဆင်ပြီးတော့အဲ့ဒီမှာသူကနေတာပါတီပွဲကျင်းပနေတာနန္ဒောပဏ္ဏနဂါမင်းကြီးမစားမသောက်ခင်မှာဘယိတိုင်နတ်ကကြေတယ်တွေကအတီးအမုတ်တွေနဲ့နန္ဒောပဏ္ဏနဂါမင်းကြီးကိုဖြောပြနေကြတယ်တဲ့နန္ဒောပဏ္ဏနဂါမင်းကြီးကလည်းယရဏပလင်ထက်ကြီးပေါ်မှာထိုင်ပြီးတော့အဲ့ဒါကပွဲကြီးကိုကြည့်နေတာအဲ့ဒါသူတို့ကပွဲကျင်းပနေတဲ့ဗိမာန်အပေါ်ကနေပြီးတော့မြတ်စွာဘုရားနဲ့ယဟန္တာကြီး900ကြွားတော်မူသွားတော့ဘုရင်တိုင်းကောင်းငင်ကဘာဖြစ်လဲလေတိုက်တယ်လေတိုက်တော့သင်္ကန်းကဖြတ်နဲ့သင်္ကန်း900သင်္ကန်းနေလေတိုက်တော့ကောင်းငင်မှာအတန်နေကြားနေရတယ်ဘုန်းကြီးတို့အလံကိုလေတိုက်လို့ဖြတ်နဲ့မြည်နေတယ်လို့မြတ်စွာဘုရားနဲ့သင်္ကန်း900ကောင်းငင်ကကြွသွားတာအဲ့ဒါလေတိုက်တော့ဖြတ်နဲ့ကောင်းငင်ကနေပြီးတော့အတန်ကြားတဲ့အခါကျတော့နန္ဒောပဏ္ဏနဂါမင်းကြီးကကောင်းငင်ကိုသူကမောကြည့်လိုက်တယ်ဘာပါလိဆိုတော့ကောင်းငင်ကိုမောကြည့်လိုက်တော့သူဘာတွေ့လဲဣမေဟိနာဂမုံတကဣမေဟိနာမမုံတကသမဏတာအမကံဥပရိဘဝနေဒေဝနံတာဝရိန္ဒနံပဝိတ္တန္တိပိနိဂမန္တိပိကိုမှန်ဆိုနဲ့နန္ဒောပဏ္ဏနဂါမင်းကြီးကဒီကတုံးလေးဟာဣမေဟိနာမမုံတကဆိုတဲ့စလုံးကကတုံးရုပ်လို့ဒီလိုသုံးလိုက်တာသံဃာနဲ့ဘုရားကိုဒီကတုံးရုပ်တဲ့ဟာအာမကံဥပတိဘဝနေငါရဲ့ဗိမာန်မောကနေပြီးတော့ဒေဝနန္တဝရိန္ဒနံဒီနတ်ပြည်လို့ခေါ်တဲ့တာဝရိန္ဒနတ်ပြည်ကိုပဝိတ္တန္တိပိနိဂမန္တိပိဝင်လိုက်ထွက်လိုက်နဲ့ဒီကတုံးလေးမှာအလုံးရှုံနေလည်းမသိဘူးနန္ဒောပဏ္ဏနဂါမင်းကြီးစိတ်ဆိုးသွားတာဘာဖြစ်သွားလဲဘုရားဒီနတ်ပြည်ကိုဘာဖြစ်လို့ခဏလာနေလည်းမသိဘူးကောင်းကင်ကနေပြီးတော့သူတို့နတ်ပြည်ကိုဝင်လိုက်ထွက်လိုက်နဲ့လုံနေတာဘာမှအလိုက်ကမ်းစိုးမသိဘူးသူတို့ဝင်နေထွက်နေတာအရေးမကြီးဘူးငါစားဖို့တောက်ဖို့လို့ပြင်ထားတဲ့စားပွဲတောက်ပွဲတွေတဲကိုသူတို့ခြေမုံနေလာကြတယ်သူစားဖို့လို့ပြင်ထားတဲ့တဲကိုခြေမုံနေလာကြတော့အဲ့ဒီမှာကြက်တရေမရှိဘူးယွန်းစရာကောင်းတယ်နာဒါနိဣတောပဋ္ဌာယတာဝရိန္ဒနံကံတုံဒတ္တမိဒီနေ့ကစပြီးတော့ဟောဒီတာဝရိန္ဒနတ်ပြည်ကိုဟောဒီကတုံးရုပ်တွေဝင်ခွင့်ထွက်ခွင့်ကိုငါမပေးတော့ဘူးတဲ့ဘေသတ္တေနန္ဒောပဏ္ဏနဂါမင်းကြီးရဲ့စိတ်ထဲမှာတရားမှုရှိတဲ့သံဃာတော်တွေနတ်ပြည်ကိုဝင်နေထွက်နေတာတွေကိုစိတ်ဆိုးပြီးတော့ဝင်ခွင့်ထွက်ခွင့်မပေးဘူးအဲ့ဒီလိုသူစိတ်ထဲမှာအဲ့ဒီမှာတခါတည်းအကြံဖြစ်တော့နန္ဒောပဏ္ဏနဂါမင်းကြီးကစားပွဲတောက်ပွဲကိုခဏထားခဲ့ပြီးတော့သူဘာလုပ်လိုက်တော့ဆိုတော့တကိုးကြီးတဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်တွေရှေ့ရောက်တကိုးနဲ့ခတ်တုတ်တုတ်လေးသူကအရင်ပြေးသွားတာသူပါတီပွဲကြီးဟဲကောင်းနေမင်းတို့ပါတီပွဲခဏရအောင်ကွာဒီကတုံးရုပ်တွေကိုငါပညာပြအောင်ပဲဆိုပြီးတော့ပြုံးကနေတကားတဲ့ပလင်မော်ကနေပြောက်သွားတန်ဃာတော်လေးရှိကသုတ်ပြေးပြီးတော့ပြေးတိုက်ဘာသွားလို့တုံးဆိုတော့နတ်ပြည်ကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိတ်တယ်တဲ့ဘယ်လိုပိတ်တုံးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင်းမို့တောင်ကြီးကို9ပတ်ပတ်ထားတယ်ဘယ်နှပတ်ပတ်ထားလဲ9ပတ်ပတ်ထားတာ9ပတ်ပတ်လိုက်ပြီးတော့အဲ့ဒါတာဝရိန္ဒနတ်မျိုးတော်နဲ့တကောတရားမင်းကြီးရဲ့ဝေဒယန္တဗိမာန်ကြီးရဲ့အထွတ်ထုပိကာဆိုတာဘုန်းကြီးတို့ပြေတော့ဟိုးပြတ်တဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုပိကာလို့ခေါ်တယ်အဲ့ဒီထုပိကာကိုဗပြင်းနဲ့ဖုံးထားလိုက်ဗပြင်းနဲ့ဖုံးထားလိုက်တော့မြတ်စွာဘုရားနဲ့သံဃာတော်တွေကကောင်းကင်ခရီးဇံအောင်စီးပြီးတော့တဖြည်းဖြည်းနဲ့ကြွတော်မူလာတာအဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါဠကမြတ်စွာဘုရားကိုနောက်ကနေလှမ်းပြီးတော့လျှောက်တယ်ပုံပေဗန်းနေဤတော့သိနေယုံပတ္တမတာဝရိန္ဒနံပတ္တမဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်ကြီးရဲ့တာဝရိန္ဒရဲ့ပြတ်တဆောင်းနေရဲ့ဝေဒယန္တာကြီးရဲ့ဝေဒယန္တာနန်းပြတကထုပိကားတွေကိုမြင်ရပါတယ်ဗျာအခုဒီနေရာရောက်တာတော့မှတာဝရိန္ဒနန်းပြည်လည်းမမြင်ရတော့ဘူးဝေဒယန္တာနန်းပြတကြီးလည်းမမြင်ရတော့ဘူးအဲဒီလိုလျှောက်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့
နက္ခတ္တဗေဒပညာရှင်တွေကဩကောင်းကင်မှာလမ်းကြည့်ပြီးတော့ဘုန်းကြီးတို့ဘေးကကြားဘူးမှဒူဝင်ကျဲတဲ့မကျဲတဲ့လေဒူဝင်ကျဲဆိုတာမကြားဘူးလားကြားတော့ကြားဘူးတဲ့ဘယ်ကျဲမှလည်းမသိဘူးကောင်းကင်မှာဒူဝင်ကျဲတဲ့တောက်ကြကျဲတဲ့အဲ့ဒီဒူဝင်ကျဲကိုဘုန်းကြီးတို့ဘေးကဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကဘယ်လိုယူဆတော့ဆိုလို့ရှိရင်အဲ့ဒီဒူဝင်ကျဲအယောင်လက်နေတာဟာတဲ့ဟိုတရားမင်းကြီးရဲ့ဝေဇယန္တာနန်းပြတ်တစိတ်ကထုပိကာကနေအယောင်လက်နေတာလို့အဲ့ဒါဒီနေ့နက္ခတ္တပညာရှင်တွေကတော့အဲ့ဒီလိုလက်ခံတယ်လို့ဒီလိုပြောကြတယ်ပြေးတိုက်အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကိုကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့တွင်ရထပါဠကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကရှင်ရထပါဠကိုဗာမိန်တော်မူတော့ဆိုရင်နန္ဒောပဏန္ဒနာမနာဂတာသာတုံမာကံကုပိတေနမနေနပရိသတိတိစေတရထပါဠနန္ဒောပဏန္ဒနဂါမင်းကြီးစိတ်ဆိုးပြီးတော့အဲ့ဒီမင်းမို့တောင်ကြီးကိုဝေဇယန္တာနန်းပြတ်ကြီးကိုပပြင်းနဲ့အုပ်ပြီးတော့သူ့ခုနှစ်ခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါဠကအဲ့ဒါဆိုရင်ဓမ္မေမိမံဗန္တိတပည့်တော်သွားဆုံးမလိုက်မယ်ဗျာဒီနဂါမင်းကြီးကိုတပည့်တော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမလိုက်မယ်ဗျာလို့လျှောက်တော့မြတ်စွာဘုရားကအာဂမေဟိရထပါဠရှင်သာရထပါဠမင်းအသာနေတားတယ်အဲ့ဒီမှာသင်္ဃာရီကောင်းကင်မှာရာနေတဲ့ရှေ့ကသွားလို့မရတော့အဲ့ဒါနဲ့နောက်တစ်ပါးဘယ်သူထွက်လာတော့ဆိုတော့အရှင်ဗတ္တိယတဲ့ဘေးသားရဲ့အရှင်ဗတ္တိယဆိုတော့ဘုန်းကြီးတို့ပိစဝဲကြီး၅ဦးထဲမှာကွန်တင်ညာဗတ္တိယဝပမဟာနာအတ္တစီဆိုတာအဲ့ဒီထဲမှာရှင်ဗတ္တိယကထွက်လာပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်သွားဆုံးမမယ်ဗျာဟောဒီနန္ဒောပဏန္ဒနဂါမင်းကြီးကိုအာဂမေဟိဗတ္တိယမင်းကြီးလေးနေသံနောက်ဆုတ်သွားတယ်ရှင်ဗတ္တိယဘယ်သူထွက်လာတော့ဆိုဘုရားသားရာဟုလာထွက်လာတယ်ဘယ်သူထွက်လာလဲသားတော်ရာဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီယဟန်ပြုတဲ့ယဟန်ခံပြီးလို့မကြခင်မှာပဲသားတော်ရာဟုလာယဟန္တာဖြစ်သွားတာသူကအဲ့တော့သူကထွက်လာတယ်ခမဲတော်ဘုရားဟောဒီနန္ဒောပဏန္ဒနဂါမင်းကြီးကိုသားတော်သားဆုံးမမယ်ဘုရားအာဂမေဟိရာဟုလာမင်းအသာနေသံအဲ့ဒီလိုနဲ့ဘေးသားရေတပါးပြီးတပါးထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာနောက်ဆုံးဘသူထွက်လာလဲအရှင်မဟာမောက္ကလဘသူထွက်လာလဲရှင်မမောက္ကလထွက်လာတဲ့အခါကျတော့မှရှင်မောက္ကလကမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏန္ဒနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်မနတိကရောဟိမောက္ကလနာစေတမောက္ကလမင်းသွားဆုံးမတာတော့ဆုံးမပေါ့ကွာတဲ့ဒါနာတော်မရေးသားရေဘုရားကသွားလို့ဒါလည်းမပြောသေးဘူးတကူအရာမှာဧတတေရထားတဲ့ငကားဘလောက်ဆိုးတုံးဆိုတာကြည့်တော့တကူအရာမှာဧတတေရတဲ့ရှင်မောက္ကလကိုမြတ်စွာဘုရားကဗာမိန်တော်မူလိုက်တော့ဆိုတော့မနတိကရောဟိမောက္ကလနာသွားဆုံးမတော့ဆုံးမမောက္ကလတဲ့ဒါပေမဲ့လို့တတိထားပါဘာလို့ပါလဲတတိထားပါအဲ့တော့ယဟန္တာရှင်သူမြတ်ကြီး900ပါလာတာပဲပြည့်တယ်900လုံးဟာလည်းပဲတကိုးကြီးမြတ်တော်မူတဲ့ယဟန္တာကြီးတွေပဲအဲ့တော့ယဟန္တာ900တကိုးချင်းအတူတူပဲဒါပေမဲ့လို့တခြားယဟန္တာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မောက္ကလဘုရားဆုံးမခွင့်ပေးတာလို့ဆိုရင်ခိပ္ပနိတန္တိလို့ဘိဓုစာပေများမှာဒီလိုသုံးပါအဲ့ဒါကဘာလို့ဆိုတော့တစ်စက္ကန့်ထပ်တစ်စက္ကန့်အဲ့ဒီတစ်စက္ကန့်အတွင်းမှာပင်ပြုံတိုင်းနဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကဲ့တော်တွေမှာမရှိဘူးအဲ့ဒါရှင်မောက္ကလတပါးလေးရတယ်ဟုတ်ကဲ့တော်တွေကနည်းနည်းကြားတယ်သူကဇံဝင်စားမယ်ဆိုလို့ရှိရင်ပရိက္ခဏတွေဘာတွေလုံးနေတာဇံဝင်စားသူကနည်းနည်းကြားတယ်ရှင်မောက္ကလကအဲ့လိုမဟုတ်တစ်စက္ကန့်အတွင်းမှာလေချက်ချင်းဇံဝင်စားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်တယ်ဘလောက်လျင်မြန်လို့ဆိုတာပရိသတ်အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကူအရာမှာရှင်မောက္ကလကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှင်မောက္ကလကအဲ့ဒီတကူဆိုတဲ့ဘွဲ့ဧရတဲ့ဘွဲ့တို့ကုန်တို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်မောက္ကလကိုရွေးလိုက်တာ
အဲ့လိုတကူကြီးတဲ့ပုဂ္ဂိုလ်ကမှဆုံးမခွင့်ပြုတာဒါတောင်မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကမှားလိုက်သေးတယ်နော်မနတိကရောဟိမောက္ကလနာစေတမောက္ကလသတိထားနော်စေတမောက္ကလသတိထားနော်မဟိတိကောနာကောမဟာနုဘာဝထပ်ပြောလိုက်သေးတယ်စေတမောက္ကလနန္ဒောပဏာနနဂာမင်ခအမတန်တကူကြီးတယ်ဆိုတော့ဇမောက္ကလကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏာနနဂာမင်းလိုမျိုးအကောင်တရားတစ်ထောင်တသိန်းမြင်ဖြစ်ပါစေတပည့်တော်ဆုံးမနိုင်ပါတယ်ဗျာအဲ့ဒါမြတ်စွာဘုရားကကဲအဲ့ဒါဆိုလဲသွားပြီးတော့မောက္ကလံဆိုပြီးတော့ဖယားနဲ့သင်္ဃာတွေကောင်းကင်မှာရပ်ပြီးတော့ကြည်နေတဲ့ပရိသတ်ရှင်မောက္ကလံသွားပြီရှင်မောက္ကလံအဲ့ဒါဘာလို့ဆိုတော့မြတ်စွာဘုရားရဲ့ခွင့်ပြုချက်ကိုရလဲရပါရှင်မောက္ကလံဒီချက်ချင်းသံတမဘဝင်စားပြီးတော့ဘာလို့လဲလဲဒုက္ခနာကိုဖြောက်ပလိုက်ကျန်အသွင်ပြောက်ပြီးတော့နန္ဒောပဏာနနဂာမင်းထက်နှဆလောက်ကြီးတဲ့နဂာမင်းပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့နန္ဒောပဏာနနဂာမင်းပတ်ထားတာ9ပတ်ဘယ်နှပတ်လဲမြင့်မို့တောင်ကြီးကို9ခွေပြီးပတ်ထားတာရှင်မောက္ကလံကအဲ့ဒီနန္ဒောပဏာနနဂာမင်းကြီးတဲ့နှဆကြီးတဲ့နဂါးရောက်ဖန်ဆင်းပြီးတော့ပရိသတ်အဲ့ဒီမြင့်မို့တောင်ပေါ်မှာပတ်ထားတဲ့နန္ဒောပဏာနနဂါမင်းကြီးအပေါ်ကနေထပ်ပြီးတော့14ပတ်ပတ်ပြစ်တာဘယ်နှပတ်ပတ်ပြစ်တာလဲဒါကြောင့်ဘုန်းကြီးတို့အောင်ကြီး7ပါးပဋိကားတွေကိုကြည့်အဲ့ဒီအောင်ကြီး7ပါးပဋိကားတွေထဲမှာဒီအနန္ဒောပဏာနဂါမင်းအောင်တော်မူခမ်းမှာဒီမြင့်မို့တောင်ကြီးကိုပတ်ထားတာနဂါး2ကောင်တကောင်ကရှင်မောက္ကလံတကောင်ကအဲ့ဒါနန္ဒောပဏာနနဂါမင်းအဲ့ဒီနန္ဒောပဏာနနဂါမင်းကိုနောက်ထပ်တစ်ခါတည်း14ပတ်ပတ်ပြီးတော့ဘယ်လိုလှုပ်လိုက်တုံးလို့ဆိုတော့ပရိသတ်နဂါမင်းကိုနန္ဒောပဏာနနဂါမင်းကိုရှင်မောက္ကလံညှစ်တာအောက်ကမြင့်မို့တောင်ကြီးခန်းနေတယ်အလဲကောင်ကနန္ဒောပဏာနနဂါမင်းအပေါ်ကရှင်မောက္ကလံဖန်ဆင်းတဲ့နဂါမင်းအဲ့ဒါတကားတဲ့ဘယ်လိုလဲညာလက်ကောင်ကနန္ဒောပဏာနနဂါမင်းဖြစ်နေတာအောက်ကမြင့်မို့တောင်ဆိုတော့အဲ့ဒါတကားတဲ့နန္ဒောပဏာနဂါမင်းကိုရှင်မောက္ကလံကဖိပြီးတော့ညက်တဲ့အခါကျတော့နန္ဒောပဏာနနဂါမင်းစိတ်ခိုးတာငါကိုဖိညာထားတာငါအပေါ်ကဟေးဘယ်သူတော့ဆိုအောက်ကနေလှမ်းလိုက်တာငါကိုဖိထားတာဘယ်သူတော့ဒါအော်တော့ရှင်မောက္ကလံကမဖြေဘူးပြိတ္တိမဖြေလေစိတ်ဆိုးလေနာကလည်းနာနေပြီမဖြေလေစိတ်ဆိုးလေအဲ့တော့ဘယ်လိုလုပ်လဲပြိတ္တိစိတ်လဲစိတ်ဆိုးမိခိုးနေလွတ်တယ်တဲ့ဘာတွေလွတ်လဲအေးနန္ဒောပဏာနနဂါမင်းလွတ်လိုက်တဲ့မိခိုးကသမ္မန်လူသားတယောက်အတွက်ဆိုရင်တော့ပြိတ္တိအသားတွေအယိုးတွေကျေပြီးတော့ခွဲပြကြသွားနိုင်တယ်တဲ့အဲ့တော့ဒီနေရာမှာနဂါးတို့ရဲ့အစိတ်မိခိုးအစိတ်ငွေအလျံဘယ်တော့ပြင်းလို့ဆိုတော့အဲ့ဒါဘုန်းကြီးတို့ပြေးတာဒါလေးနည်းနည်းလေးအာယုံပြုအဲ့တော့ဘုန်းကြီးတို့ဟိုပရိကြီး17သုတ်မှာခန္ဓာသုတ်တယ်ဘာသုတ်လဲပြေးတာခန္ဓာသုတ်ဆိုတာပရိကြီးသုတ်ထဲမှာပါတယ်အဲ့ဒီခန္ဓာသုံးမှာလာတဲ့အကြောင်းအရာလေးဘုန်းကြီးနည်းနည်းပြောမယ်သဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တံကတံဝိယယန္နာသေတိဝိတံဂောရံသေသင်္သာပိပရိတယံအာနာခေတံမိသဗ္ဗတသဗ္ဗတသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟေသဗ္ဗတိဝိသဇာတိနံလင်သောအစိတ်ရှိသောမွေမျိုးမှန်သမျှတို့ဤဂောရံပြင်းထန်လက်စွာသောဝိသံစိတ်ကိုနာသေးတိဝိယအရှင်းပြောက်ပြေပျက်စီးစေတတ်တဲ့ကဲ့သို့တတ္တထိုအသူယံပရိတံအကျဉ်ခန္ဓာသို့ပရိတော်သည်သဗ္ဗတာအလုံးစုံသောအာနာခေတံမိအာနာခေအတွင်း၌သဗ္ဗပါဏိနံလုံးစုံသောတတ္တဝါတို့၏ဂောရံပြင်းထန်လာသောဝိသံစအစိတ်ကို၎င်းသေတံအစိတ်မှကျွင်းသောပရိတယံစာပိဘေးရန်အမျိုးမျိုးကို၎င်းသဗ္ဗရာအခါခါသိသဗ္ဗသောပိကျွင်းကြံမထင်ကုန်မလျင်နိဝရေတိမေတ္တာပဲရှားနိုင်ပေ၏တံပရိတံထောခန္ဓာသို့ပရိတော်ကိုမယငါတို့သည်ပနာမကောင်းစွာမသွေရွပွားကြသည်ကုန်ရာသတည်းပရိသတ်ရဲ့အဲ့ဒီခန္ဓာသို့ပရိကမွေကိုနိုင်တယ်ဘာကိုနိုင်တယ်တဲ့လေအဲ့တော့မွေနဲ့နဂါထူးခြားမှုဘာရှိလဲဒါလေးပြောကြည့်ကြအောင်ဘုန်းကြီးတို့မွေနဲ့နဂါဘာနဲ့မွေတွေ့ဘူးလားနဂါတွေ့ဘူးလားမတွေ့ဘူးနဂါမတွေ့ဘူးသွားကြည့်ဟောဒီနားကဘုရားပြေးမှာနဂါကြီးရေးထားတာအယုတ်ကြီး
မွေကြီးရင်ငကားဖြစ်တယ်တဲ့ဗါတယ်လဲပြေးတာမွေကြီးလာတဲ့အခါမှာငကားဖြစ်တယ်မွေအကောင်သိပ်ကြီးသွားပြီဆိုအဲ့ဒါသူ့ကိုငကားမျိုးတွေကိုထည့်ငကားဟာဘုရားပြေးတာအခုထည့်တယ်လို့အမောက်တွေဘေးကအစွဲတွေဒီဘေးကတော့ပါမအကြီးကုန်တွေဒါတွေမရှိဘူးငကားဟာမွေပဲမရတဲ့မွေကြီးလာရင်ငကားဖြစ်သွားတယ်အခုပကြီးဆရာတွေကအဲ့ဒါငကားဆိုရင်လည်းလှအောင်ပအောင်ဆိုပြီးတော့ဘေးနာကနေဗာလေးတဲ့ညာလေးတဲ့အမောက်တွေဗာလေးနဲ့ဒီလိုလှလှပပခြေထားတာအမှန်မှန်ကတော့မွေပဲမွေအကောင်ကြီးသွားလို့ရှိရင်သူ့အဲ့ဒါငကားမျိုးတဲ့သွင်းရတယ်အဲ့တော့ဘုန်းကြီးတို့ဒီမွေနဲ့ပတ်သက်ပြီးတော့နိုင်တဲ့ပေါ့လေမွေနိုင်တဲ့ဂါထာတနည်းပြောမွေစိတ်ဖြည့်တဲ့ဂါထာတနည်းပြောလို့ရှိရင်ဒီဂါထာကိုရွတ်ရင်မွေစိတ်ကြတယ်ဗာစိတ်ကြလဲဒီဂါထာရွတ်လို့ရှိရင်မွေစိတ်ကြတယ်တဲ့အဲ့တော့ဒီဂါထာကိုမြတ်စွာဘုရားကဗမာပေးတာလေဇေတဝန်ကျောင်းမှာပေးတာဘယ်သူကိုပေးတာလဲယဟန်တပါးမွေကြိုက်လို့အဲ့ဒီမွေကြိုက်တော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီခန္ဓာတို့ပရိတ်ကိုယောတောတဲ့တောင်လဲသွားလို့ရှိရင်အဲ့ဒီခန္ဓာတို့ပရိတ်ကိုယောမွေကြိုက်ခံလို့ရှိရင်လည်းအဲ့ဒီခန္ဓာတို့ပရိတ်ကိုယောရေတိုက်ချလက်နဲ့တတ်ချအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘုန်းကြီးတို့ပရိသတ်ဒီမွေနဲ့ပတ်သက်ပြီးတော့ဟောတာလေဒါလေးတော့ဘ ഹു သုတ္တပေါ်လေကဋ္ဌမုခမွေတဲ့မွေတစ်ကောင်နံပါတ်1ဘုရားကပြောတယ်ကဋ္ဌမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်ဘယ်လိုဖြစ်လာတော့ဆိုတကူလုံးလူကခါတယ်တောက်သွားတယ်လူကလည်းခါကြောက်ကြည့်လို့ဖြစ်သွားတယ်တဲ့ဒါဘုရားလက်ထက်ကမွေနေနောက်တက်ကပုတိမုခမွေတဲ့ဒီမွေကြိုက်ခံရလို့ရှိရင်တော့ဖြင့်ဘာဖြစ်လဲအသားတွေကလေအရှည်တွေထွက်လာတံငွေနဲ့ကောက်နောက်တက်ကအဂိမုခမွေတဲ့အဂိမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်လူကတကူလုံးမိလောင်ထားတယ်လို့ပဲပူလာတယ်နောက်တစ်ခုတတ္တမုခမွေတဲ့အဲ့ဒီမွေအကြိုက်ခံလို့ရှိရင်တော့ဖြင့်ခန္ဓာကိုယ်ကဘာဖြစ်လဲအပိုင်းပိုင်းတခါတည်းပြတ်လာတယ်တဲ့အဲ့တော့ဘုရားတို့ဘုရားပေါင်းတော်ကောင်းတို့အဲ့ဒီမွေတွေရဲ့လေးမျိုးရဲ့အစိတ်ဟာဗမာရှိတုံးဆိုရင်အာတိယံဝိတံဧတတိအာတိဝိသောဧတတအဲ့ဒီမွေအာတိယံအစွဲ၌ဝိတံအစိတ်သည်အဋ္ဌိရှိ၏တဲ့ဒါမှတ်တော့တော်ပြောဆိုမွေရဲ့အစိတ်ဟာဗမာရှိတုံးဆိုအစွဲမှာပဲရှိတယ်တဲ့ဗမာရှိလဲမွေရဲ့အစိတ်ဟာအစွဲမှာပဲရှိတယ်တဲ့အဲ့တော့အဲ့ဒီမွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီမွေကိုက်လို့ခံရတဲ့ပုံကိုယ်တွေဟာခုနတော့ကပြောသလိုပေါ့ပြည့်တဲ့ဒီမွေ၄မျိုးအဲ့ဒီမွေ၄မျိုးမှလည်းပဲဓာထဝိသအကြိုက်ခံရလို့အစိတ်တက်တဲ့မွေဒိဋ္ဌဝိသမြင်ယုံတဲ့အစိတ်တက်တဲ့မွေဖုဋ္ဌဝိသအထိခံယုံတဲ့အစိတ်တက်တဲ့မွေနောက်တက်ကဝါဒဝိသလေတိုက်လို့မွေကလေတင်မှနေတယ်ကိုကလေအောက်မှနေတယ်အဲ့ဒီမွေကိုလေဖြတ်တိုက်လာတယ်အဲ့ဒီလေကိုကိုရှူရလို့ဘုံဆိုပြည့်လဲသွားတာလည်းရှိတယ်ဘုရားလက်ထက်ကတော်ထဲမှာမွေဘလောက်ပေါ်တော့ဆိုတော့မသိဘူးပေါ့အဲ့ဒီမှာဘုန်းကြီးတို့တခုမြတ်စွာဘုရားကဒီမှာဘုန်းကြီးတို့တန်ရုပ်ပါဠိတော်မှာဘာတခုပြတာတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာသူ့ရဲ့ညီအရှင်ဥပသေနနှစ်ပါးလုံးကယဟန္တာတွေနှစ်ပါးလုံးကပါလေအဲ့ဒီနှစ်ပါးလုံးယဟန္တာတွေဗမာသတင်းသုံးလေတဲ့ရာဇဂိုပြည်ရင်းတိုက်တော်ကြီးထဲမှာတပ္ပသွန်တိကလို့ခေါ်တဲ့လိုင်ကိုကြီးထဲမှာဒီကိုနှစ်ပါးသတင်းသွားသုံးနေတယ်အဲ့တော့ရှင်ဥပသေနကဘာလုံးနေလဲလိုင်ကိုထဲမှာသင်္ကန်းချုပ်နေတယ်တဲ့ဘာလုံးနေလဲဘိသသင်္ကန်းပြဲလို့အချီနဲ့အနဲ့သင်္ကန်းချုပ်နေမှာပေါ့ရှင်သာရိပုတ္တရာကဟိုခန္ဓာငါးလေးမှာထိုင်နေတယ်သူညီလေးကသင်္ကန်းချုပ်နေတယ်ဥပသေနကအဲ့ဒါလိုင်ကိုပေါ်မှာမွေးနှကောင်ကစားနေတာလေကစားနေတာချော်ပြီးတော့ရှင်ဥပသေနရဲ့ခန္ဓာကိုယ်ပေါ်ကိုပြုတ်ကျလာတာအဲ့ဒီမွေကပြုတ်ကျလာတာသိလဲသိတော့ထိယုံနေသွားသေတဲ့မွေဒီမွေကအဲ့တော့ရှင်ဥပသေနကသိတယ်ဟာငါပေါ်မွေပြုတ်ကျလာပြီငါတော့သေပြီအဲ့ဒါဘယ်လိုလုပ်လဲချက်ချင်းတခါတည်းအဲ့ဒီမှာဇံဝင်စားလိုက်ပြီးတော့ခန္ဓာကိုယ်ဖယိုဖယအပိုက်မိုက်တိတိပြတ်ထွက်မသွားချက်ချင်းတခါတည်းဟန္တာကြီးကဇံဝင်စားလိုက်တာဇံဝင်စားပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုခေါ်တယ်ရှင်ဘုရားသာရိပုတ္တရာသံဃာတော်တွေခေါ်ပါဗျာသံဃာတော်တွေခေါ်ပါဗျာဘာဖြစ်လို့လဲတပည့်တော်ကိုလှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်လှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်ပြီဟဲ့ဘာဖြစ်လို့လဲရှင်သာရိပုတ္တရာကမြန်မြန်ထုတ်ပါဗျာဟဲ့ကိုတော်တွေလာကြရှင်ဥပသေနကသူ့ကိုအပြင်ထုတ်လို့ပြောတယ်မြန်မြန်ထုတ်ပေးလိုက်ကြသန်းဆိုတော့အဲ့ဒါဂရင်ကြီးပါထမ်းပြီးတော့ပြည့်တဲ့သင်္ဃာတွေဝိုင်းပြီးတော့လှိုင်ကိုပြင်ဘက်ကိုထုတ်တာအပြင်လဲရောက်ရောခန္ဓာကိုယ်ကအပိုက်မဲ့တိတိပြတ်ပြီးတော့အဲ့ဒါပြိဋိနိဗ္ဗာန်ဆံသွားတာ
အဲ့ဒီမွေမျိုးကိုဘုန်းကြီးတို့ဇာပေများမှာဗာပြောလဲဖုတ်ထဝိသထိယုံနဲ့အဲ့ဒါသိတယ်အဲ့ဒီမွေကြတော့ဒါကြောင့်မို့လို့အဲ့ဒီလိုတွေခဏခဏဖြစ်တော့မြတ်စွာဘုရားကတန်ဃာတော်တွေကိုကိုင်းအယံအတားလေးတော့ပေးမှဖြစ်တော့မယ်မြတ်စွာဘုရားကပရိစ္ဆိုတာအယံအတားပရိစ္ဆိုတာဘာလဲပရိစ္ဆာဒါကြောင့်တရားမှတ်တာပရိစ္ဆိုတာတချို့ကထင်တယ်ပရိစ္ကဘုန်းကြီးတွေပဲရွတ်ကောင်းတယ်ထင်တာမဟုတ်ဘူးပရိစ္ကဘယ်သူရွတ်ရွတ်ကောင်းတယ်ပရိစ္စာကိုလေးဝယ်တာအခုခေတ်ဆိုပိုတော်ကောင်းနေအတန်တွဲလေးတွေပါပါတယ်အဲ့ဒါကိုယ်အိမ်မှာကိုနေတိုင်းနေတယ်အဲ့ဒါဘုရားရှိခိုးပြီးလို့ရှိရင်တနင်္ဂနွေနေ့ဆိုရင်မင်္ဂလာသုတ်ရောတနင်္လာနေ့ဆိုယရဏသုတ်ရောအင်္ဂါနေ့ဆိုမေတ္တာသုတ်ရောနေ့နဲ့ဆင်ပြီးတော့သွားတယ်ဘုရားကဘာမှမခဲ့ဘူး9မိနစ်တောင်မကြာဘူးဘုရားကအဲ့ဒါဘယင်ကြီးရအောင်ရက်ထားကြအဲ့ဒါမွေနိုင်တယ်မွေစိတ်ဖြေလို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကဒီလိုတွေခဏခဏဟိုကတော့လဲမွေကြိုက်လို့ပြန်တော်မူတယ်ရှင်ဥပဇိနလည်းဒီလိုပဲသင်္ကန်းချုပ်နေရင်းနဲ့တခါတည်းပြန်တော်မူသွားတာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘာလို့တလဲအဲ့ဒီမှာအပါတေကိဟိမေမေတ္တမေတ္တဒွိပါတေကိဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေခန္ဓာသုံးမှာဘုရားရှင်ကိုရောမြတ်ကဒီဂါထာကိုပေးတာဘုရားသားရဲ့အပါတေကိခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ခြေတော်မရှိတဲ့တတ္တဝါတဲ့မွေမှာခြေတော်မပါဘူးပါဒနာပရိသမပါဘူးအပါဒကေဟိမေမေတ္တမေတ္တဒွိပါဒကေဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေအပါဒကေအခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ဒွိပါဒကေဟိအခြေနှချောင်းရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်သတုပတေဟိအခြေ၄ကြောင့်ရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမေတ္တာသည်ဟောတုဖြစ်ပါစေတည်းဘဟုပတိများသောအခြေရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ခြင်းမေတ္တာသည်ဟောတုကောင်းစွာမသွေဖြစ်ပါစေတည်းအဲ့ဒါမွေနိုင်တဲ့ဂါထာလို့ခေါ်တယ်ပရိသတ်တွေခန္ဓာတုတ်တုတ်လုံးမှာခန္ဓာပရိတော်မှာဒီဂါထာဟာအဓိကဂါထာပဲတဲ့အာပါဒကေဟိမေမေတ္တမေတ္တဒွိပါဒကေဟိမေသတုပတေဟိမေမေတ္တမေတ္တဘဟုပတေဟိမေခဏခောက်ရော့လက်နဲ့သတ်ချမွေစိတ်ထွက်တယ်တဲ့မိမိရဲ့သီလသမာဓိတော်တာတော့လိုတာပေါ့လေအဲ့တော့ဘုန်းကြီးတို့ပြေတာထားလိုက်တော့အခုနန္ဒောပဏာဏနဂါမင်းကြီးဒါကဘုန်းကြီးတို့ခန္ဓာသုံးမှာဒီမွေကိုက်ခံရတဲ့ကိုတော်တွေအကြောင်းလေးတာထည့်ပြောသွားတာအဲ့တော့နဂါနဲ့မွေဟာအတူတူပဲမွေကြီးရင်အဲ့ဒါနဂါဖြစ်တယ်တဲ့အဲ့ဒါရှင်မောက္ကလန်ကအန္ဒောပဏာဏနဂါမင်းကြီးအခိုးတွေအစိတ်တွေလောတော့ဘာလို့လဲပရိသတ်ရင်သတုဋ္ဌဇံဝင်စားပြီးတော့ကာကွယ်ထားတော့ဘာမှထိခိုက်တန်ရမရဘူးအဲ့တော့နန္ဒောပရဏနဂါမင်းအခိုးလွတ်နာတဲ့ရှင်မောက္ကလန်ကလည်းဘာလို့လဲပြန်လွတ်တာပဲမိကိုတွေလွတ်ရှင်မောက္ကလန်ကလည်းလွတ်နန္ဒောပရဏနဂါမင်းကလည်းလွတ်အဲ့လိုလွတ်တော့မိကိုတွေလွတ်တော့မရတော့နန္ဒောပရဏနဂါမင်းကဘယ်နဲ့လို့လဲမိထောက်မိလျံနေထပ်ပြီးတော့လွတ်တယ်ပဲပရိသတ်ရှင်မောက္ကလန်ကလည်းထပ်ပြီးတော့မိထောက်မိလျံနေလွတ်တာအဲ့တော့ရှင်မောက္ကလဇံဝင်စားတာဘလောက်တော့မြန်တယ်လဲဆိုရင်နန္ဒောပဏာဏနဂါမင်းလွတ်လိုက်တဲ့မိလျံကိုဘုန်းကြီးတို့ဘုရားသားရဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်ထားတာပြီးတော့ချက်ချင်းဇံဝင်စားပြီးတော့ပြန်လွတ်တာဘလောက်မြန်လို့ဆိုတာကြည့်သူလွတ်တဲ့မိကိုလည်းဇံဝင်စားပြီးတော့ကာကွယ်ရတယ်ကိုကပြန်လွတ်ချင်တော့လည်းပဲချက်ချင်းဇံမြန်ဝင်စားပြီးတော့ကာကွယ်ရတယ်ဒီတစ်စက္ကန့်အတွင်းမှာအခုဇံဝင်သားလိုက်အခုဇံဝင်သားလိုက်အခုကာကွယ်လိုက်အခုပြန်လွတ်လိုက်အဲ့ဒီလိုလုံနိုင်တာကဘုန်းကြီးတို့သာသနာတော်မှာရှင်မောက္ကလန်တစ်ပါးတည်းရှိတယ်အဲ့တော့နန္ဒောပဏာဏနဂါမင်းကအဲ့ဒီလိုသူကမိကိုမိလျံနေလွတ်တော့အေးဒါလည်းပဲမရဘူးဘယ်သူမှလည်းမသိဘူးငါအပေါ်ကနေပြီးတော့ဒီလိုငါနှိမ့်ဆက်နေတာအဲ့တော့ငါတိုက်ွက်ပြောင်းမယ်တိုက်ွက်ပြောင်းမယ်ငါဘောကငါခန္ဓာကိုယ်ကြီးကိုမြင့်မောတောင်းနဲ့ဖိညတ်ပြီးတော့ဗပြင်းနဲ့အုပ်ပြီးတော့ဒီလိုငါအခိုးလျံနဲ့လွတ်နေတာတော့မှသူရှိကိုမရောက်ဘူးငါလည်းပူလောင်နေပြီအကျမ်းနည်းနဲ့မရဘူးအနုနည်းကိုသုံးမယ်တဲ့ဗန်နည်းကိုသုံးမယ်တဲ့လေအဲ့တော့ပရိသတ်ရေနန္ဒောပဏာဏနဂါမင်းကြီးကလမ်းပြောတယ်ကောတိတွန်ဘောအိုအရှင်တွန်သင်သည်ကောတိဘယ်သူဖြစ်ပါသလဲလေသံလေးပြောင်းလာတယ်
ဘုရားတော်ကဟေးငါဘောကဘယ်သူတော့ကွာဟေးငါဘောကဘယ်သူတော့ကွာအခုတော့လေသံလေးပြောင်းသွားတဲ့ပြည်သားအနုနီးသုံးမိကောတိတွန်ဘောဘောအရှင်တွန်သိနီကောတိအဘယ်သူဖြစ်ပါသလဲအဟံမောက္ကလံနောဒီတော့မှရှင်မောက္ကလံငါဖြစ်တယ်ငါရှင်မောက္ကလံပဲဆိုတော့မှနန္ဒောပဏ္ဏနဂါမင်းကြီးကဩရှင်မောက္ကလံကိုရောကြီးလားဖရာတပည့်တော်ရှင်ဘုရားမှမသိလို့ပါဒီလိုဆိုရင်ရှင်ဘုရားတပည့်တော်ကိုယဟန်အသွင်နဲ့ပြကားမှတပည့်တော်ဖူးရင်လုံးလို့တိုက်ကွက်ဆင်တာမလုပ်တာလဲဘုရားတိုက်ကွက်ဆင်တာသူကဟိုမှာနဂါတို့လိုပတ်ထားတာကိုအဲ့ဒါသူဖြည့်အောင်သူလုပ်နေတာနန္ဒောပဏ္ဏနဂါမင်းကလည်းညံများတယ်ဘုရားရဲ့အဲ့ဒါရှင်ဘုရားမှမသိလို့ပါဘုရားရှင်ဘုရားရှင်မောက္ကလံဆိုရင်ယဟန်အသွင်လေးနဲ့ပြပါတပည့်တော်ဖူးရင်လို့သူစိတ်ထဲမှာကြည်ညိုလို့ဘူးကျင်လို့ကြည်အေးလို့ရှောင်းနေတာမဟုတ်ဘူးဘုရားမြင်းမို့တောင်းနဲ့ဖိညံ့နေတာလွတ်ရှင်လို့ရှင်မောက္ကလံအလစ်ကိုသူထောင်းမှာဒါကြောင့်မြတ်စွာဘုရားကဘာပြောလိုက်လဲရှင်မောက္ကလံတော်တတိထာနောတတိထာနောခရခဏခဏမှာနေတယ်မသွားခင်တည်းကအဲ့ဒါရှင်မောက္ကလံအလစ်ကိုသူတွယ်မလို့ဆိုပြီးတော့အဲ့ဒါသူရှောင်းနေတော့ရှင်မောက္ကလံကသိတယ်ရှင်မောက္ကလံကသိတယ်ဒီကောင်တော်အညံများတဲ့ကောင်ပဲသူ့ကိုငါဖိထားတာသူလှုပ်အောင်လုပ်တာပဲဆိုတော့ချက်ချင်းပဲပရိသတ်ယဟန်တွင်ကိုပြဘာတွင်ကိုပြယဟန်တွင်ကိုပြလဲပြပြီးတော့ဘာဆိုရှင်မောက္ကလံကဘာလုပ်တော့ဆိုတော့အဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးရဲ့ဘယ်ဘက်နားတဲ့ကိုဝင်သွားတာဘယ်တဲ့ဝင်သွားလဲနဂါမင်းနားတဲ့ဝင်သွားပြီးတော့ညာဘက်နားကနေပြန်ထွက်ဘလို့မှသူလုံးမရအောင်ဖြစ်နေညာဘက်နာကနေပြန်ဝင်ဘယ်ဘက်နာနဲ့ပြန်ထွက်ဆိုတော့ရှင်မောက္ကလံအဲ့ဒီလိုလုံးနေတော့ပရိသတ်ရေနန္ဒောပဏ္ဏနဂါမင်းဘလို့ဖြစ်နေလဲနားတဲ့ကိုနားကြောက်တောင်နဲ့ကြားလို့ရာကြီးဖြစ်တယ်လို့ဖြစ်နေမှာပေါ့ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်နဲ့အဲ့ဒီလိုလုံးနေတော့ပယောစိတ်တွေပိုးကောင်တွေဝင်တယ်လို့ဖြစ်နေမှာပေါ့သူစိတ်တွေရာကြီးနဲ့သူခံခက်နေမှာပေါ့မခံနိုင်လွန်းတဲ့အခါကျတော့မှအဲ့ဒီမှာပြန်ပြောတယ်ရှင်ဘုရားသိခံတော်မူပါဗျာတပည့်တော်ကိုဒီလောက်ကြီးမနှိမ့်ဆက်ပါနဲ့ဗျာတောင်းမှမဲတာတောင်းမှနေတာပရိသတ်ထွက်လာကြည့်ဒီကထွက်လာလို့ကတော့ဒီကိုယ်တော့အသေးပဲနဲ့စိတ်ထဲကနေကျိမ့်ပြီးတော့ပရိသတ်ရှင်မောက္ကလံနားပေါက်ကနေပြုံးကနေထွက်လာဟောသူကအစိတ်နဲ့တကိုးနဲ့ရှင်မောက္ကလံကိုပဲ့မလို့လုံတော့ရှိသေးတယ်ရှင်မောက္ကလံကဘယ်ဝင်တော့နှာခေါင်းပေါက်ထဲဝင်သွားဘယ်ထဲဝင်သွားလဲနှာခေါင်းပေါက်ထဲဝင်သွားပြီးတော့နှာခေါင်းထဲဝင်လိုက်ထွက်လိုက်ဘယ်နှာခေါင်းပေါက်ကဝင်လိုက်ညာဘက်နှာခေါင်းပေါက်ကထွက်လိုက်ဒီလိုလုံနေတဲ့အခါကျတော့စိတ်ဆိုးမှန်စိုးတွေဖြစ်ပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာကြိုက်မဲ့ပုံလုံးပြီးတော့ပဇာဟအဆွဲတွေပြူပြထောက်ပြနေတော့ပရိသတ်ရှင်မောက္ကလံကအဲ့ဒါမလုပ်တော့နှာခေါင်းကနေထွက်ပြီးတော့ပဇာထဲဝင်သွားတာဘယ်ထဲဝင်သွားလဲပဇာထဲဝင်သွားတာရှင်မောက္ကလံကပဇာထဲဝင်သွားပြီးတော့ဘယ်ကိုသွားလဲဟိုးဗိုက်ထဲမှာနဂါမင်းကြီးရဲ့ဥတွေအဲ့ဒီဥတွေပေါ်မှာပရိသတ်ဘာလုပ်နေလဲဈဉ္ညာလျှောက်နေတယ်တဲ့ဘာလုပ်နေလဲဟိုခုံးကားလို့ဖြစ်မှာပေါ့နော်ဟိုခုံးကားကြည့်ဘူးတယ်မလားအဲ့ဒီဟိုခုံးကားလို့ဖြစ်မှာပေါ့အဲ့ဒါတခါတော့ဝင်ချသွားတာဒီနေ့ကဟိုခုံးတော့ဝင်လို့ရသေးတာဘုရားတို့ရှင်မောက္ကလံဘာလို့ဝင်မရမှာလဲအဲ့ဒါဝင်သွားပြီးတော့အဲ့ဒါဥထဲမှာသွားပြီးတော့လမ်းလျှောက်တော့မခံမရနိုင်ဖြစ်ပြီးတော့အပြင်ကိုထွက်တော်မူပါဗျာအပြင်ကိုထွက်တော်မူပါဗျာအပြင်ထွက်လာတာနဲ့ဘုရားသာဆိုရှိပါတယ်နဂါတို့မျက်စောင်းအကြောင်းသုံးပါမရွေးဆိုတာအပြင်ကိုထွက်လာတော့ဘုရားကြီးဘာလို့လဲနှာခေါင်းကလေနဲ့မှုတ်ပြီးတော့နောက်ဆုံးလက်နဲ့မျက်စောင်းထိုးတယ်တဲ့ဘာထိုးလဲမျက်စောင်းထိုးနဂါးများစိတ်ဆိုးလို့မျက်စောင်းထိုးရင်အဲ့ဒီလူကပြန်ဖြစ်သွားတယ်အလောင်းတော့ရှာမရဘူးတဲ့နဂါးတို့မျက်စောင်းနဲ့အဲ့ဒါနဂါးမျက်စောင်းထိုးတယ်တဲ့ဘယ်လိုထိုးလဲတော့မသိဘူးပေါ့လေမျက်စောင်းထိုးတာလေကောင်မကြီးတွေထိုးခိုင်းမှာပဲသိမှာဘယ်လိုမျက်စောင်းထိုးလဲမသိဘူးမျက်စောင်းထိုးတယ်တဲ့ကြည့်တာမဟုတ်ဘူးထင်တယ်နော်ဘယ်လိုကြည့်တာလဲစောင်းကြည့်တာအဲ့လိုတခါတည်းမျက်စောင်းလက်ထိုးချအဲ့ဒါတခါတည်းအကုန်လုံးပါပြီပြန်ဖြစ်သွားတယ်အဲ့ဒီလူတမ္မန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘုရားပြာကိုဖြစ်သွားတာလေအဲ့တော့ရှင်မောက္ကလံရဲ့တကိုးနဲ့ချက်ချင်းသရုပ်ထသာဝင်သားပြီးတော့ခံလိုက်တဲ့အခါကျတော့မှရှင်မောက္ကလံဘာမှမဖြစ်ဘူးမြတ်စွာဘုရားမှားတာလဲတတိရတယ်မောက္ကလံတတိထာနောဆိုတာဒါပဲဒီနေရာကိုဘုရားအဓိကထားပြီးပြောလိုက်တာဒီနေရာအဓိကနောက်ဆုံးလက်နဲ့သုံးတာပဲမျက်စောင်းထိုးချတယ်
အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်မှာတော်မူတဲ့ဇကတတိယပြီးတော့ရှင်မောက္ကလံကချက်ချင်းသရုပ်ထတာဝန်စားပြီးတော့ကာကွယ်ခုခံလိုက်တဲ့အခါမှာဘုရားပြည့်တိုင်းဘာမှဖြစ်ပါဘူးအဲ့တော့ရှင်မောက္ကလံကသူ့စိတ်ကိုကြုံတိထားတာအတွက်ကြောင့်မို့လို့ချက်ချင်းပဲအဲ့ဒါလင်းလင်းမြန်မြန်ဇံဝင်စားတော့ရှင်မောက္ကလံဘာမှဘေးအန္တရာယ်မတွေ့မလို့တော့ရှင်မောက္ကလံကခက်လန်းလန်းကိုကြွသွားပြီးတော့ဘုရားတိုင်းဘာလုပ်လဲဂလုံးရောင်ဖန်ဆင်းတယ်ဘာဖန်ဆင်းလဲဂလုံးရောင်ဖန်ဆင်းပြီးတော့အဲ့ဒါတခါလဲနဂါးကိုဂလုံးတုတ်တယ်ဆိုတာကြားဘူးတယ်မလားရှင်မောက္ကလံဂလုံးရောင်ဖန်ဆင်းပြီးတော့နန္ဒောပဏ္ဏနဂါမင်းနောက်ကနေလိုက်တာဘုရားတိုင်းအဲ့ဒါနဂါးကြီးကရှေ့ဟာပြေးနန္ဒောပဏ္ဏကရှေ့ဟာပြေးရှင်မောက္ကလံကနောက်ကဂလုံးရောင်ဖန်ဆင်းပြီးတော့လိုက်ကြောက်ကြောက်လန့်လန့်ပြေးရင်လွှားရင်ဘယ်လိုမှမလွတ်တော့ဘူးလို့ထင်လဲထင်တော့ဘုရားတိုင်းအဲ့ဒီမှာနန္ဒောပဏ္ဏနဂါမင်းဒီနဂါးရောင်ဖြောင်းသူ့ကိုယ်သူလူလင်အသွင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားခြေရင်အတင်းသွားကပ်မြတ်စွာဘုရားခြေရင်တင်းသွားကပ်ပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ကဲပါဘုရားတပည့်တော်ကဲပါဘုရားနောက်ကရှင်မောက္ကလံကြီးလိုက်နေပါနဲ့ဘုရားဘုရားရှိရောက်သွားတာမရောက်သွားလည်းဘုရားအဲ့ဒါမြတ်စွာဘုရားတန်ကိုရောက်သွားတော့မှအဲ့ဒါဘုရားရှင်မြတ်စွာရှင်မောက္ကလံတော်ပြီရှင်မောက္ကလံတော်ပြီဘုရားကလမ်းអော်တော့မှအဲ့ဒါရှင်မောက္ကလံဟိုကနေပြီးတော့ယဟန်တွင်ပြန်ပြအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းမြတ်စွာဘုရားခြေရင်းကိုရောက်ပြီးတော့မှအဲ့ဒါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားသည်တပည့်တော်ရဲ့ကိုယ်ွယ်ရာအားထားရာကဲတင်ရာဖြစ်ပါတော်လားဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံဆောက်တည်တာဘာဆောက်တည်တာဘုရားရှင်ကြွတော်မူလာတဲ့ရည်ရွယ်ချက်ကဘေးသားရေနန္ဒောပရဏနဂါမင်းတရဏဂုံတီးမယ်ဆိုတာကိုမြင်တော်မူလို့ကြွတော်မူလာတာနဂါဆိုတာတိရစ္ဆာန်ပဲနဂါဆိုတာဘာလဲဘုရားအေးဒါကြောင့်မို့လို့တိရစ္ဆာန်ဆိုတာမဲ့ညာဘုံညာကိုမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမဲ့ညာဘုံညာကိုမရတော့လဲပဲမဲ့ညာဘုံညာကိုမရတော့လဲပဲဒီနဂါမင်းကြီးသည်တရဏဂုံသုံးပါးတည်သွားပြီတရဏဂုံသုံးပါးတည်ပါသေးဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဘုရားရှင်ကိုရောမြတ်ကြွတော်မူလာပြီးတော့ဒုက္ခိခောတုနာဂရာဇာနန္ဒောပဏ္ဏနဂါမင်းတေတ္တယဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းဟောတုဖြစ်ပါစေဘုရားရှင်ကိုရောမြတ်အဲ့ဒီလိုဒုက္ခိခောတုနာဂရာဇာလို့နဂါမင်းကြီးကိုဆူတောင်းပေးခဲ့ပြီးတော့နဂါမင်းမန်းသွယ်တွေကျော်တရဏဂုံသုံးပါးတည်သူဗိမာန်သူပြန်သွားတဲ့အခါကျတော့ဘုရားရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကကောင်းငင်ခရီးကနေပြီးတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမတော်မူပြီးတဲ့နောက်မှာတဲ့တန်ဃာတော်တွေပြန်ခေါ်လို့အနာတပိအိမ်ကိုကြွတော်မူတယ်ဘယ်ကိုကြွလဲကောင်းငင်ခရီးနဲ့ပြန်လာတာဇေတဝန်အကြောင်းရောက်ဇေတဝန်တဝဋ္ဌိမြို့ပြင်ရောက်မြို့တကားဆင်းတန်ဃာတွေဆင်းပြီးအနာတပိကလည်းမျှော်တယ်မြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းသာပင်လာတာမိများမိတယ်လားမသိဘူးမိများမိတယ်လားမသိဘူးကိုချိန်ကြီးမကြွလာသေးဘူးကိုချိန်ကြီးမကြွလာလေဘူးနဲ့အဲ့ဒါမျှော်ရင်ကနေပြီးတော့ဘုရားနဲ့သင်္ဃာတွေရောက်လာတော့ရှင်ဘုရားနောက်ကြလာ ਈ လားဘုရားဘယ်ကြွနေတယ်ဆိုတော့မှအဲ့ဒါမြတ်စွာဘုရားကတကားတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုသွားပြီးတော့ဆုံးမနေတာဘယ်ကိုကြွပါသလဲဘုရားမြေဖို့တောင်ကိုသွားတယ်ဘယ်သူဆုံးမလဲရှင်မောက္ကလံဆုံးမတယ်ဘယ်သူနိုင်လဲခင်ဗျာရှင်မောက္ကလံပဲနိုင်တာပေါ့အဲ့ဒါဆိုရင်ရှင်မောက္ကလံကိုဂုံပြုတဲ့အနေနဲ့ဟောဒီသင်္ဃာ900လုံးကိုဘုရားတပည့်တော်9ရက်တိုင်အိမ်မှာဆွမ်းကအောင်မယ်တဲ့အနာတပိငါပရိသတ်ဘယ်နှရက်ဆွတ်ထက်ကအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမပြီးပြန်လာတဲ့ရှင်မောက္ကလံကိုဂုံပြုတဲ့အနေနဲ့ပရိသတ်ရဲ့အဲ့ဒါအနာတပိငါ9ရက်ဆွမ်းကပ်ပါတယ်တဲ့။ဒါပရိသတ်ရဲ့နန္ဒောပဏ္ဏနဂါမင်းအောင်တော်မူခံတရားပြီးပါပြီလို့ကြိုင်လိုက်ဆိုလိုက်ပါနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုကြီးမရှိန်ဝါဖုံဖုံဖန်ဆင်းထံပြင်းတေသာတို့ဖယားစောကားသူပြုလာနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုကြီးမရှိန်ဝါ
ဖုံဖုံဖန်ဆင်းထံပြင်းတေသာတို့ဖရာစောကားသူပြုလာသာတော်ရှင်မောက်တင်မြောက်ထိုခါသာတဲ့တဘူတဘူဝေဖြာပြိုင်ငင်းဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာသာတော်ရှင်မောက်တင်မြောက်ထိုခါသာတဲ့တဘူတဘူဝေဖြာပြိုင်ငင်းဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာနီလံပြတိုင်းမဆိုင်ပြူရာနန္တောပဏန္ဒကြောက်ရလေရာလူသွင်းဖန်ဆင်းဝဆင်းလေးရှာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနိလံပြတိုင်းမဆိုင်ပြူရာနန္တောပဏန္ဒကြောက်လာလေရာလူသွင်းဖန်ဆင်းဝဆင်းလေးရာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစဉ်နဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစဉ်မာရယခံကသံသောရစိတ်သမနိသသစ္စကံနာဂံဘဂံဇိနောဇိနိဟောတုမေဇယမင်္ဂလံနာဂံရှင်မောက်ကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနဘာမှာတအားလင်းတဲ့နဂါမင်းကြီးကလည်းအခိုးအလျံအမျိုးမျိုးအပန်းမှာသုဝနာရွှေတောင်တဝိုက်မှာဖြစ်တိုက်ခိုက်ကရဲစား၍ရှင်ပြန်ရမှန်သောအတန်တန်ကြွားနေတဲ့နန္ဒောပဏန္နဆိုတဲ့နဂါမင်းကြီးကိုလည်းပဲဇိနောဇယံဩဘာသရောက်လျံတော်ကိုအောင်လန်းတော်တကုစိုက်စေဟဲ့လို့ညွန်လိုက်တဲ့တရားဓမ္မဖြင့်ဖယားကနိုင်မီပေတရဲ့ဖယားကပိုင်မီတို့ဖယားကပဲအောင်မြင်တော်မူခဲ့ပါပေသတည်း